Hi ဒီနေ့ Kim တို့ကဘန်ကောက်ကရှိတဲ့ Sea Life Aquarium ကိုသွားလေ့ကြမှာဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာငမန်းတွေအကြောင်းကိုလည်း Kim ကပြောပြပေးမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဦးနော်။ CM Paragon ကို BTS နဲ့တွားချင်တယ်ဆိုရင်တော့ Sukhumvit အစိမ်းလိုင်းပေါ်မှာရှိတဲ့ CM BTS station မှာဆင်းရင်ရပါပြီ။ခုကတော့ CM Paragon မှာတက်စီတမင်ရေးစားပါမယ်။ပြီးရင်Sea Life Aquarium ကိုသွားပါမယ်။ Sea Life Aquarium ငါးပြားတိုက်ကတော့ CM Paragon Shopping Mall ထဲမှာပဲရှိလို့သွားရလာအရန်လွယ်ပါတယ်။Kim တို့ခုသွားစားမယ်ကျက်စီတမင်းဆိုင်နာမည်ကတော့ Goan Chicken Rice ပဲဖြစ်ပါတယ်။သူက Platinum မှာဆိုရင်အရန်နာမည်ကြီးပေါ့နော်။ Michelin ဆုတွေလည်းအများကြီးရထားတယ်။အရသာလည်းအရန်ကောင်းပြီးတော့ဈေးကလည်းအရန်တက်တယ်ပေါ့နော်။ Platinum ကဆိုင်ခွဲကတော့လူရမ်းများပြီးတော့အကြာကြီးတန်းစီဆောင်ရတတ်တယ်။ဒီမှာတော့အဲ့လောက်ကြီးလူမများပေမဲ့အဲကွန်လေးနဲ့ဆိုတော့ပိုပြီးစိန်ကြရတယ်ဒီပဲမြင်လာစားဖြစ်ပါတယ်။ Sea Life Aquarium ticket ကိုတော့ Kim တို့ကသူတို့ website ကနေပြီးတော့ပဲကြိုပြီးတော့ဝယ်ထားလိုက်တယ်။ဝယ်ပြီးရမယ်သူကလည်း QR code လေးပို့ပေးရပေါ့နော်။ဂျားရက်တွေသွားရင်တော့ဈေးကနည်းနည်းပိုတက်တာပြီးတော့စနေတနင်္ဂနွေတွေဆိုရင်တော့ပုံမှန်ဈေးကနည်းနည်းများပါတယ်။ Kim တို့သွားတဲ့နေ့က weekend ဖြစ်တဲ့အတွက်ဈေးကတော့900ဝန်းကျင်ပေးခဲ့ရပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့ငမန်းတွေကြောင်းကို Kim သိတဲ့လောက်လေးနည်းနည်းလေးပြပြမယ်။ငမန်းမျိုးစေ့အများစုကတော့နှစ်20ကနေနှစ်30တိတက်ရှိကြပြီးတော့ငမန်းအကြီးမျိုးစေ့တွေကတော့နှစ်30ကနေ80တိအသက်ရှိကြတယ်။တချို့မျိုးစေ့တွေဆိုရင်အသက်100ကျော်ထိနေတယ်လို့တောင်သိရပါတယ်။ငမန်းတွေရဲ့သွားရည်အတွက်တွေကသူတို့ရဲ့အကောင် size နဲ့အမျိုးအစားပေါ်မူတည်ပြီးတော့အချောင်း90ကနေပြီးတော့အချောင်း300ထိရှိတတ်ကြပါတယ်။သူတို့ရဲ့သွားအဟောင်းတွေကသွားအသစ်တွေနဲ့အမြဲတမ်းအစားထိုးပြီးတော့လဲလေးရှိကြတယ်။သူတို့ဘဝတစ်သက်တစ်လျှောက်လုံးမှာဆိုရင်သွားအချောင်းရည်3000လောက်ထိကိုအစားထိုးလဲကြတယ်လို့သိရပါတယ်။အဲဒါကြောင့်မလို့ငမန်းတွေရဲ့သွားတွေကအရန်ကိုဆူးရှပြီးတော့ထက်နေတဲ့ပုံစံအမြဲဖြစ်နေတာပါ။ရင်းနဲ့တော့ငမန်းတွေကလူရဲ့အသားကိုမကြိုက်ကြပါဘူးလေသူတို့ရဲ့စူးစမ်းလေ့လာလို့ရဲ့စိတ်ရဲ့အန်တီယယ်ကိုချိုတင်ကာကွယ်လို့ရဲ့စိတ်နဲ့ကြောင့်ကငမန်းကြိုက်ခံရမှုတွေကဖြစ်သွားကြတယ်လို့စာရန်တွေမှာဖတ်ရပါတယ်သွားတော့က Christmas မတိုင်ခင်တည်းဆိုတော့ဒီလိုမျိုး Christmas ရှင်နေနဲ့ family season လေးတွေသူ့ချိန်နဲ့သူရှိပါတယ်။အဲ့လေ stingray တစ်မျိုးပဲသူက။နေရာတဲ့ငါ stingray က stingray လို့ခေါ်တဲ့အများကြီးရှိသူ့ရဲ့နှုတ်သီးကလွှတ်လို့ပုံစံဖြစ်နေလို့ softfish ray လို့ခေါ်ကြတယ်။ Bangkok Sea Life Aquarium ကတော့ပင်လယ်ရေအောက်ကိုလေးလာရတာကြည့်ရတာကြိုက်တဲ့သူတွေအတွက်သွားတဲ့နေရာထဲမှာပါပါတယ်။သူတို့စီမှာထူးထူးဆန်းဆန်းနဲ့တကယ်ကိုရှာရှာပါပါတွေ့ရခဲ့တဲ့ပင်လယ်ရေသတ္တဝါတွေကိုအများကြီးတွေ့ရပါတယ်။ကတော့ Nextopia ရဲ့လာတဲ့ပါ Nextopia က CM Paragon ရဲ့ငါးလွှာပေါ်တော့မှာဖွင့်တာပါဒီလာထဲမှာဖွင့်တာမကြသေးပါဘူး Nextopia ရောက်ပါပြီကိုယ့်ရဲ့လိုတာပါဒီကတော့ဆက်တော့ဆိုင်နေကြရှိရဲ့အားရှိရဲ့
vlog လေးကိုအစားဆုံးကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကိုလည်း like လေးလုပ်ပေးပြီးတော့ channel လေးကိုလည်း subscribe လေးလုပ်ပေးပါဦးเนาะ Thank you for watching bye bye see you in the next video